ဘာလို့ဝါတိုင်ဒီဟာတခါတလေတမနီထက်ပိုပြီးခိုင်ခန့်နေရတာလဲလို့တွေးဖူးကြလားအယူထွက်စရာလို့ထင်ကောင်းထင်လိမ့်မယ်နော်ဒါပေမဲ့ထင်ထားတာထက်ပိုပြီးယုံရတာပါဒီနေရာမှာအဓိကအကြောင်းရင်းကရှိနေပါတယ်ဝါကလှုပ်ရှားတတ်ပါတယ်လေးတိုက်တဲ့အခါမျိုးမှာသူကလေကိုစန့်ကျင်တိုက်ခိုက်တာမဟုတ်ပါဘူးကွေးညွတ်ပြပါတယ်ကွေးလွယ်ဆန့်လွယ်လို့ပြီးအားကိုစုပ်ယူလိုက်တာနဲ့ချက်ချင်းပြန်ဆက်သွားပါတယ်အဲ့ဒီနေရာမှာပဲခိုင်ခန့်မှုကလာတာပါတမနီကတတ်မှပါတယ်ဒါပေမဲ့တောင်းနေပါတယ်တောင်းလွန်ပါတယ်ဖီအားလုံးကတနေရာထဲမှာပဲရိုက်ခတ်လာပြီးတမနီတစ်ခါကွေးသွားပြီဆိုရင်တော့ပြီးပါပြီသူကဘယ်တော့မှပြန်မဆက်တော့ဘူးဝါမြင့်တွေဟာတဘာဝတမနီကျိုးတွေလိုမျိုးအလုံးလုံးပါတယ်သူတို့ကဆွဲဆက်မှုအောက်မှာအကွဲတာမျိုးမရှိပါဘူးကွေးတဲ့အခါမှာလည်းကျိုးမသွားပါဘူးအရန်ကိုမာကြော်ပါတယ်အန်အောစရာကောက်တဲ့အချက်ကဝါတိုင်စင်တွေဟာအရန်ကိုပေါ့ပါတယ်တမနီရဲ့အလေးချိန်ရဲ့နှစ်ဆပေါင်းလောက်ပဲရှိပါတယ်ဒါကြောင့်အလုသမားတွေကအလွယ်လေကူရွှေ့ပြောင်းနိုင်ပြီးတမနီထအစာပေါင်းများစွာပိုမြန်မြန်ဆန်ဆန်ပိုပြီးလိုက်လောညီထွေစွာတီဆောင်းနိုင်ရွှေ့နိုင်တာပေါ့လူအများစုကဒီအချက်ကိုသတိမထားမိကြပါဘူးဝါတိုင်စင်ဆိုတာကအဓိကတိုင်ကြီးအနေငယ်ပေါ်မှာတီဆောင်းထားတာမဟုတ်ပါဘူးသူကပိုက်ခွန်တစ်ခုလုံးကြီးမားတဲ့ဆွဲဆန့်နိုင်တဲ့ဂုံရိပ်တစ်ခုလိုထင်နေတာပါဝါတိုင်ယာကြီးက 1PR ကိုဝေမျှယူထားကြပါတယ်တချောင်းပြက်သွားရင်တော့ကြံတဲ့ဟာတွေကချက်ချင်းပဲအစားဝင်လိုက်ပါတယ်တမနီကတောင်းတင်တဲ့အစ်စ်အချိတ်တွေပေါ်မိခိုရပါတယ်အဲ့ဒီအစ်စ်တစ်ခုပြက်သွားရင်အဆောက်အုံတစ်ခုလုံးမှပြက်သွားနိုင်ပါတယ်ဒါကြောင့်လေပြင်းထန်ထန်စိုးထိုင်းထန်ထန်အထပ်မြင်တဲ့ပဝင်းချင်းတွေမှာဝါကတမနီထပ်ပိုးကောင်းနိုင်ပါတယ်ဒါကရှီယိုဆွဲတာမဟုတ်ပါဘူးအဲ့ဒီအလုပ်အတွက်အသိဉာဏ်ဆုံးပစ္စည်းဖြစ်နေုံတတ်တာပါဒါဆိုရင်ဘယ်ဟာကိုယုံပါလဲဝါလားတမနီလား